ထက်တန်းကျောင်းသူဘဝမှာအေမီကသူ့ရဲ့ညာဘက်လက်ကိုဆုံးရှုံးခဲ့ရပါတယ်။ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်အသေးစိတ်ကိုတော့ပြန်မပြောပြတော့ပါဘူး။ဒါပေမဲ့ပြောစရာကောင်းတဲ့အတွေ့အကြုံမဟုတ်ဘူးဆိုတာကိုတော့ပြောစရာလိုမှမထင်ပါဘူး။အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာအချိန်ကြာကြီးစိတ်တန်ရာရတဲ့အထိပါပဲ။အေမီရဲ့ဘဝကြီးပြီးဆုံးသွားခဲ့ပြီလို့လည်းထင်ခဲ့မိပါသေးတယ်။အဲဒီမတိုင်ခင်ကတော့အေမီကညာတန်တစ်ယောက်ပါ။ဒါပေမဲ့ညာဘက်လက်ကိုဆုံးရှုံးပြီးနောက်မှာတော့စာရေးတာအဝတ်လဲရလိုမျိုးအခြေခံလေးတွေအစဘယ်ဘက်လက်နဲ့ပြန်လေ့ကျင့်ခဲ့ရပါတယ်။တော်တော်လေးကိုစိတ်ညစ်ဖို့ကောင်းတဲ့အချိန်တွေပါပဲ။အဲ့ဒါအထက်ပိုဆိုးတဲ့အချက်ကတော့လက်ပြက်ပြီးရဲ့နောက်မှာအေမီကိုကြည့်တဲ့ကျောင်းကလူတွေရဲ့အကြည့်ပါပဲ။သူတို့ကအေမီကိုအနံကျင့်တာလည်းမဟုတ်သလိုအတင်းပြောရလည်းမဟုတ်ပါဘူး။အဲ့ဒါနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲ။အေမီအကူအညီလိုတိုင်းအသေးအံပြေးလာကြပြီးကူညီကြပါတယ်။အေမီကလည်းမကြသေးခင်မှာလက်ပြက်ထားတော့ကိစ္စသေးသေးလေးတွေအစအကူအညီလိုနေခဲ့ပါတယ်။မတော်တဆမှုမဖြစ်ခင်တုန်းကတော့အေမီကအမြဲတမ်းအထီးကျန်နေတဲ့တကူရဲသမားတစ်ယောက်ပါ။တငယ်ချင်းဆိုလို့တစ်ယောက်နှစ်ယောက်ပဲရှိပါတယ်။မတော်တဆဖြစ်ပြီးနောက်မှာတော့အားလုံးရဲ့အထူးဂရုစိုက်မှုနဲ့ထိုက်တန်တဲ့သနာစရာမိန်းကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။လူတွေကအေမီကိုလောကဖွင့်ပေးတယ်။ပြုတ်ကျတဲ့ပစ္စည်းလေးတွေကိုကောက်ပေးတယ်။ခက်လန်းလန်းနေတော့တကားကိုကြိုဖွင့်ထားပေးကြပါတယ်။သူတို့အားလုံးကသဘောကောင်းကြတယ်ဆိုတော့အေမီသိပါတယ်။ဒါပေမဲ့သူတို့အေမီကိုအခုလိုကူညီလိုက်တဲ့မှာအေမီတယောက်ရှက်ရွံ့သိငယ်နေတာတော့တားဆီးလို့မရနိုင်ခဲ့ပါဘူး။ခမ်းမထဲမှာအေမီလမ်းလျှောက်နေတော့အားလုံးရဲ့တနာတဲ့အကြည့်တွေကအေမီကိုဓာတ်တွေနဲ့မှုန်းနေသလိုပါပဲ။အကူအညီပေးတဲ့လူအားလုံးကတော့အေမီကကျေးဇူးတင်စကားမဖြစ်မနေပြောပါတယ်။အေမီရင်ထဲမှာဘယ်လိုခံစားနေရလဲဆိုတာတော့ဘယ်သူမှမသိခဲ့ပါဘူး။အရင်ချိန်တွေတုန်းကတော့အေမီကကိုယ့်အကူကိုယ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ကိုယ့်ကိုယ်ကိုယူနေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်အကူအညီတွေအများကြီးလိုလာတဲ့နောက်မှာတော့အေမီကိုယ့်ကိုယ်စိတ်ပြတ်မိပါတယ်။အသက်ရှင်အောင်မနေရုန်းကန်နေရတဲ့ကျောင်းကန်းထဲကအိမ်မွေးတိရစ္ဆာန်တစ်ကောင်လိုမြင်နေမိပါတယ်။ကောင်းတဲ့အချက်ကတော့ခါတိုင်းအေမီကိုကြည့်မရတဲ့အတန်းထဲကပေါ်ပူလာဖြစ်တဲ့မိန်းကလေးတွေကခုတော့အေမီအတွက်နှောက်ယှက်မှုတော့ပါအောင်။ကြည့်ရတာသူတို့မှလည်းစိတ်ကောင်းနေလောက်တော့ရှိတဲ့ပုံပါပဲ။တစ်ယောက်ကလွဲလို့ပေါ့။သူ့နာမည်ဆိုဖီပါ။ဆိုဖီကတော့တကြောင်လုံးရဲ့အော်ဂျော်လန်မိန်းကလေးတစ်ယောက်ပါ။သူ့ကိုမွေးနေ့လက်ဆောင်အဖြစ်လမ်ဘိုဂီနီကားပေးတာဟောတော့သူကြိုက်တဲ့အယောင်မဟုတ်ဆိုရင်ပြဿနာအကြီးကျယ်ရှာတတ်တဲ့မိန်းမမျိုးပါဆိုဖီယာပတ်စံရှိသလောက်အရန်လဲမောက်မှာပါတယ်အေမီကတော့သူ့အကြောင်းခေါင်းနဲ့တိတ်မထဲသလိုအေမီလက်မပြတ်ခင်ချီကိုဆိုဖီယာအေမီရှိမှနောက်သိပုံမရပါဘူးအဲ့ဒါအေမီတို့တော့အဆင်ပြေပါတယ်ဆိုဖီလိုလူမျိုးနဲ့အေမီကမပတ်သက်ချင်ခဲ့ပါဘူးဒါပေမဲ့အေမီရဲ့လက်တစ်ဖက်ကိုဆုံးရှုံးခဲ့ပြီးဒါကြောင့်လုံးရဲ့ဂရုစိုက်မှုရလာတဲ့အချိန်မှာတော့ဘာကြောင့်မှမသိပဲဆိုဖီယာအေမီကိုအမုန်းပွားလာခဲ့ပါတယ်အထက်တန်းတွေရဲ့ကျောင်းကပွဲညမကြခင်ချိန်မှာရောက်လာပါတော့မယ်ဒေကြတာကတော့ဆိုဖီယာကျောင်းကပွဲညရဲ့အလှပရင်မစုရမှာပါဒါပေမဲ့အေမီကိုတနာကယူနာတတ်ကြတဲ့သူတွေကြောင့်အေမီအတွက်ဖုတ်တင်နေရမိုးထီအောင်ထောင်တက်သွားခဲ့ပါတယ်အလှပရင်မစုအတွက်အေမီကမကြိုးစားခဲ့တယ်လို့ဂယူလည်းမဆိုင်ခဲ့ပေမဲ့အေမီကဇယားရဲ့ထိတ်ဆုံးရောက်လာခဲ့ပါတယ်အေမီတတိထားမိတဲ့အချိန်မှာတော့ကျန်တဲ့သူတွေအားလုံးပေါင်းရင်ဖုတ်တင်ထက်အေမီကပိုများနေခဲ့တာပါအေမီရဲ့အောက်ဇယားဒုတိယနေရာမှာရောက်နေတာတော့ဆိုဖီပါအေမီရဲ့ပွဲရမှာဆိုဖီယာသူ့တငယ်ချင်းတွေကိုအေမီမကောင်းကြောင်တပုတ်လေးလျှောက်ပြောပါတယ်အေမီလမ်းလျှောက်လာရင်လည်းတခါတလေခြေထိုးကန်ပါတယ်အေမီရဲ့မျက်နှာဆိုဖီကြောင့်ခဏခဏကြမ်းမဲ့မော်လဲကျထိခိုက်မိပါတယ်လက်တစ်ဖက်မရှိတော့တဲ့အေမီကချော်လဲတိုင်းမှာဟန်ချက်ညီအောင်ဘလို့မှထိန်းလို့မရခဲ့ပါဘူးတစ်ချိန်မှာတော့အေမီတယောက်ချော်လဲပြီးပြင်းပြထန်ထန်ထိခိုက်မိသွားလို့ကျောင်းရဲ့သူနာပြုရုံနဲ့ထီတောင်ရောက်သွားခဲ့ပါတယ်မတန်မစွမ်းကောင်မလေးတယောက်ကိုတိထွက်တိုင်ကိုဖြစ်တဲ့ဒီပြုမှုတွေအတွက်ဆိုဖီကိုလူတွေကအမြင်ပိုကတ်လာကြပါတယ်ဆိုဖီရဲ့ဗုဒ္ဓနေလည်းဒီလောက်မရခဲ့ပါဘူးအဲဒါကြောင့်ဆိုဖီကတခြားနည်းနဲ့ကြံစီပါတော့တယ်ကျောင်းကပွဲညမရောက်ခင်နှစ်ပတ်လောက်အလိုမှာကော်ဖီဆိုင်မှာထိုင်နေတဲ့အေမီနောင်ဆိုဖီကချင်းကပ်လာပါတယ်အေမီကိုနာကျင်စေခဲ့တဲ့ကိစ္စအတွက်တောင်းပန်တဲ့ပုံတော့မပြပါဘူးအဲ့ဒါပြင်ဟန်ဆောင်ပြီးအောင်ပြုံးနေလိုက်ပါသေးတယ်ဒါကြောင့်လုံးမှာသူ့ကိုမသိရလို့မရှိပေမဲ့ဆိုဖီယာသူ့ကိုသူမိတ်ဆက်လိုက်ပါတယ်ပြီးတော့လက်တစ်ဖက်မရှိပဲဘယ်လိုနေထိုင်လဲလို့အေမီကိုမေးပါတယ်သူမဟုတ်ပဲတခြားတယောက်ကမေးရဆိုရင်တော့အေမီကအဆင်ပြေပါတယ်ကျေးဇူးတင်ပါတယ်လို့ပြန်ပြောလိုက်မှာပါဒါပေမဲ့မေးတဲ့သူကဆိုဖီဖြစ်နေတော့လက်တစ်ဖက်ပြတ်နေတဲ့သူကဘယ်လိုလုပ်အဆင်ပြေမှာလဲဆိုပြီးသူ့ကိုနှင်ထုတ်တဲ့ပုံစံမျိုးနဲ့အေမီကပြောလိုက်ပါတယ်ဆိုဖီယာအေမီတုံ့ပြန်မှုကိုကြီးနေခဲ့ပါတယ်အေမီပြောတော့ဘီယူမဆိုင်တာလားနားလိုက်ဖို့ညံမမေးတာလားတော့မပြောတတ်ပါဘူးဆိုဖီယာကျောင်းကပွဲညရဲ့အလှပရင်မစုကိုသူဘယ်လောက်လိုချင်နေကြောင်းပြောပါတယ်ဒါပေမဲ့အေမီကအဲ့တော့အစတည်းကစိတ်မဝင်စားခဲ့ပါဘူးဆိုဖီနောက်ဆုံးပြောခဲ့တာကတော့
အေမီနင်ကျောင်းကပွဲညောင်းမလာပါနဲ့လားအဲ့ဒါမှငါအလှပယမစုကိုရမှာမျိုးသားဆုံးပြောရရင်အေမီကလည်းလက်ထပ်ဖက်မရှိတဲ့အတွက်တခြားသူတွေနဲ့ကကျင်စိတ်လည်းမရှိပါဘူးကျောင်းကပွဲညောင်းမသွားရင်ဆိုဖီကျောင်းနဲ့ခေါင်းနဲ့ထည့်စရာမလိုတော့ပါဘူးနောက်ရက်တွေမှာတော့ဆိုဖီကအေမီကိုအရင်လိုမနှောက်ယှက်တော့ပါဘူးကပွဲညမရောက်ခင်တစ်ပတ်လောက်လုံးမှာအေမီရဲ့တငယ်ချင်းလည်းဖြစ် crush လည်းဖြစ်တဲ့တယောက်ကသူနဲ့တူတူကျောင်းကပွဲတက်ဖို့အေမီကိုကမ်းလှမ်းခဲ့ပါတယ်သူကအဲ့လိုပြောဖို့တတိတော်တော်မွေးလိုက်ရတယ်လို့ပြောပါတယ်အေမီလက်တစ်ဖက်ပြတ်နေတာသူ့ကိုစိတ်နှောက်ယှက်မဖြစ်စေပါဘူးအမှန်ကတော့အေမီရဲ့ကျောင်းကပွဲကိုခေါင်းထဲမှာမရှိပါဘူးဒါပေမဲ့အဲ့ဒီကောင်လေးရတဲ့ချွင်းချက်ပေါ့အေမီရဲ့ကျောင်းကပွဲညောင်းကိုကောင်လေးနဲ့အတူတူကုံဆုံးရင်းအမတ်တရဖြစ်ချင်နေခဲ့ပါတယ်ပြန်စဉ်းစားကြည့်တော့ဆိုဖီယာဒီကိစ္စကိုကျင်းနေမှမထင်ပါဘူးဘာပဲဖြစ်ဖြစ်အော်ဂျော်လန်ဆိုဖီကိုဘီယူမဆိုင်ဖို့အေမီဆုံးဖြတ်လိုက်ပါတယ်ကိုဘိုးကကိုရွေးချယ်မှုပါမတော်တဆမဖြစ်ခင်ကတန်မာရဲ့စိတ်မှုနဲ့ဆိုရင်အေမီကဆိုဖီလိုလူမျိုးခေါင်းနဲ့တော့ထဲမှာမဟုတ်ပါဘူးကျောင်းကပွဲညောင်ရောက်ပါပြီအေမီကခမ်းမတွေကိုတငယ်ချင်းဖြစ်ကနေရေးစားဖြစ်သွားတဲ့ကောင်လေးနဲ့တက်တက်ကြွကြွဝင်လာခဲ့ပါတယ်ကောင်လေးကအေမီရဲ့တစ်လွင်တောက်ပေါက်နေတဲ့အစားထိုးလက်သစ်လေးကိုကင်ထားပါတယ်ကပွဲညောင်မတိုင်ခင်အဲ့ဒီလက်ကိုမြန်မြန်ရအောင်လို့ကောင်လေးကပဲမှားပေးခဲ့တာပါအေမီကလည်းကိုယ့်ကိုယုံကြည်မှုတွေတိုးလာနေခဲ့ပါတယ်လူတွေအားလုံးကအရင်လိုတနာကယူနာတက်တာတဲ့ဆိုင်အေမီရဲ့ဆက်ရုပ်လက်ကိုတန်တောင်စိတ်ဝင်စားနေကြပါတယ်ဆက်ရုပ်လက်ရဲ့အလုပ်လုပ်ပုံမင်းမြန်စူးစမ်းနေကြပါတယ်အေမီကလည်းဝမ်းသာအားရရှင်းပြနေခဲ့ပါတယ်မတော်တဆဖြစ်ပြီးနောက်ပိုင်းမှာပထမဆုံးချိန်ဖြစ်အေမီပျော်ရွှင်မှုကိုပြန်လည်ခံစားလိုက်ရပါတယ်လူတိုင်းကအေမီအတွက်စိတ်လှုပ်ရှားနေကြပေမဲ့အဲ့လူတွေမှာတော့ဆိုဖီမပါခဲ့ပါဘူးဆိုဖီကခမ်းမထောင်းတဲ့နေရာအမှောင်ထဲကနေပြီးအေမီကိုဒေါသကူးတွေဝင်နေတဲ့မျက်လုံးတွေနဲ့တစ်ချိန်လုံးစိုက်ကြည့်နေခဲ့ပါတယ်သူနဲ့တွေ့နေကြတငယ်ချင်းဖွဲ့ကိုလည်းမတွေ့ရပါဘူးသူတို့လည်းဆိုဖီနားမှာမနေတော့ပဲလပရင်မှာဆူရရေးအတွက်ကြိုးစားနေကြတာဖြစ်ပါလိမ့်မယ်အေမီတာဒီပွဲကိုမတက်ခဲ့ရင်ဆိုဖီကအလှပြင်မှာဆူရနိုင်တော့တယ်လို့အေမီထင်ပါတယ်အေမီကတော့ကပွဲညမှာအပျော်ကြီးပျော်ခဲ့ရပါတယ်ရီစာအသစ်ဆက်ဆက်လေးနဲ့လည်းတငယ်ချင်းတွေကိုမိတ်ဆက်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာမတော်တဆမှုတေးသေးလေးတစ်ခုဖြစ်ခဲ့ပါသေးတယ်အဲ့ဒါကတော့သစ်သီးဖြော်ရေးခွက်ကိုကင်ထားတဲ့အေမီဆက်ရုပ်လက်ကခွက်ကိုခွဲလိုက်တယ်လို့ဖြစ်သွားခဲ့တာပါဒါပေမဲ့အားလုံးကရီမုံမုံနဲ့ပဲပြီးသွားခဲ့ပါတယ်အေမီရဲ့ကောင်လေးရဲ့ပါကို kiss ပေးလိုက်ပြီးတန့်ရှင်းရေးလုပ်ဖို့အတွက်တန့်စင်ကန်ကိုတွားခဲ့ပါတယ်ဆက်ရုပ်လက်ကအသစ်ဆိုတော့တန့်ရှင်းရေးလုပ်ရတာထင်တာအထက်ကိုပိုချနေခဲ့ပါတယ်အေမီနာယိုကြည့်လိုက်တော့မကြခင်မှာကျောင်းကပွဲညရဲ့အလှပြင်မှာစုကျညာတော့မယ်ဆိုတော့သိလိုက်ရပါတယ်အေမီကတန့်စင်ကန်နဲ့မြန်မြန်မဲထွက်ပြီးကပွဲခတ်မှတဲ့ဝင်လိုက်တဲ့အချိန်မှာတော့အေမီကောင်လေးပါဝင်ကျောင်းသားကျောင်းသူတွေအပြင်ဆရာမတော်တော်များများကျမ်းမြေပေါ်မှာလဲကျနေတာတွေ့လိုက်ရပါတယ်အများစုရဲ့လက်ထဲမှာတော့အသီးဖြော်ရေးခွက်တွေကင်ထားတာကိုလည်းအေမီသတိထားမိလိုက်ပါတယ်လဲကျနေတဲ့သူတွေရဲ့ချာကပွဲခမ်းမရဲ့အလယ်မှာတော့ဆိုဖီကအလှပြင်မှာဆက်လွယ်ကိုလွယ်ထားပြီးမတ်တက်ရက်နေခဲ့ပါတယ်ခေါင်းပေါ်မှာလည်းတက်တက်ဖူးတစ်ခုဆောင်းထားပါတယ်ကပွဲညမှာပထမဆုံးချိန်ဖြစ်ဆိုဖီပြုံးနေပါတယ်ပျော်ရွှင်တဲ့အပြုံးစစ်စစ်တော့မဟုတ်ခဲ့ပါဘူးထင်အောင်ထင်မှားဖြစ်နေတဲ့သူတစ်ယောက်ရဲ့ယူသွနေတဲ့အပြုံးမျိုးပါဆိုဖီကအေမီကိုဆူးရဲတဲ့အကြည့်နဲ့ကြည့်ပြီးဟားတရီမောလိုက်ပါတယ်ငါအလှပြင်မှာပဲနင်ကတော့မဟုတ်ဘူးဆိုဖီရဲ့လက်ထဲမှာတမြောင်တစ်ချောင်းအေမီတွေ့လိုက်ပါတယ်ချက်ချင်းပဲအေမီရဲ့ဆက်ရုပ်လက်ကကာကွယ်ဖို့အတွက်လေထဲကိုမြောက်တက်သွားပါတယ်ဆိုဖီရဲ့ဓာချက်ကဆက်ရုပ်လက်ကိုအန်နေမပေးနိုင်ခဲ့ပါဘူးဆိုဖီကအဲ့ဒါကိုအံ့ဩနေတဲ့အချိန်မှာပဲအေမီကအခွင့်ကောင်းယူပြီးဆိုဖီကိုဆက်ရုပ်လက်နဲ့တွန်းချလိုက်ပါတယ်ဆိုဖီကအာလူတွေအပြည့်ထည့်ထားတဲ့အစာလက်အကြီးတစ်လုံးလိုကျမ်းမြေပေါ်ဝုန်းဝန်းနဲ့ပြုတ်ကျသွားခဲ့ပါတယ်အေမီလည်းချက်ချင်းပဲရဲကိုဖုန်းဆက်လိုက်ပါတယ်ရဲတွေရဲ့စစ်ဆေးမှုကြောင့်တတိဖြော်ရဲမှာစိတ်ခတ်ထားတာကိုသိခဲ့ကြရပါတယ်အဲဒါကြောင့်အလှပြင်မှာစုကျင်ညာမဲ့အချိန်မှာလူတွေမေ့လဲသွားခဲ့ကြတာပါနင်နာသူကအေမီတယောက်တည်းမဟုတ်ပါဘူးဆိုဖီကသူ့အတွက်ဖုန်းမပေးတဲ့သူအားလုံးတက်ပြစ်ဖို့ဒီကြံစီထားခဲ့ရဆိုတော့ဝန်ခံခဲ့ပါတယ်ဒီနေ့အထိကိုဆက်ရုပ်လက်ဝယ်ပေးခဲ့တဲ့အတွက်အေမီကသူ့ရဲ့မျိုးသားကိုကျေးဇူးတင်မိနေတော့မှာပဲအဲဒီညဆိုဖီဒါချက်ကိုတာမကာကွယ်နိုင်ခဲ့ရင်တခြားသူတွေရဲ့အသက်တွေပါဆုံးရှုံးရနိုင်ခြေရှိခဲ့ပါတယ်ကျောင်းကဝဲညောင်အသေးအတန်ဖြစ်နေတဲ့ဆိုဖီလက်ချက်နဲ့ပေါ့